မင်္ဂလာပါဒီနေ့မှာတော့အရန်စားလို့ကောင်းတဲ့အုံထမင်းနဲ့ကြက်သားဟင်းလေးချက်စားမှာဖြစ်ပါတယ်ခင်ဗျာအရန်စားလို့ကောင်းလို့လက်လွတ်စားကြည့်ဖို့အတွက်အကြံပြုပါတယ်ကြက်သားဟင်းလေးချက်ဖို့အတွက်ကြက်သွန်နီကြက်သွန်ဖြူကရဝေးရွက်နက်နက်ပွင့်ဖာနာစီအနှဲငယ်နဲ့တကြက်ပိုးခေါက်လေးအနှဲငယ်ကိုသုံးပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကြက်သားလေးတွေကိုစနွင်းမုံစားနဲ့အချိုမုတ်ကိုထည့်ပါတယ်ခင်ဗျာကျွန်တော်တို့ကြက်သားကိုတော့ချက်တဲ့အခါမှာပုံမှန်ချက်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဓာတ်ပေါက်ကြက်သားချက်နီးပုံစံမျိုးတိုင်းချက်မှာဖြစ်တဲ့အတွက်ကြောင့်အနက်လေးကလည်းမှုေးတဲ့အနီးလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးတွေထည့်ပြီးတော့ချက်မှာဖြစ်ပါတယ်ချက်သွန်နီကိုတော့ကျွန်တော်ကများများလေးသုံးထားပါတယ်ခင်ဗျာအနှစ်များများလေးနဲ့စားခြင်းလို့ပေါ့နော်โอเคကြက်သွန်လေးကိုကျွန်တော်တို့ကြက်သွန်လေးကိုလိုချင်တဲ့အနေထားရအောင်စီတက်ပြီးသွားရင်တော့ခုနကကျွန်တော်တို့အရသာထည့်ထားတဲ့ကြက်သားလေးတွေကိုထည့်ပြီးတော့တမအောင်မွေရပါမယ်ပြီးရင်တော့ကျွန်တော်ကအယောင်တင်မုတ်လေးအနှဲငယ်ထည့်ပါတယ်နောက်ထပ်ပြီးတော့ကျွန်တော်ပဲငံပြားရည်လေးတစ်စုံကိုလည်းအနှဲငယ်ထည့်ပါတယ်ခင်ဗျာကြက်သားကလည်းရေထွက်တဲ့အတွက်ကြောင့်ကျွန်တော်ရေကိုတော့အများကြီးမထည့်ဘဲနဲ့ချက်ထားပါတယ်ခင်ဗျာကိုချက်တဲ့ခါကျရင်တော့ကျွန်တော်တို့ကြက်သားထဲမှာရေလိုတယ်ဆိုလို့ရှိရင်တော့ရေကတော့အလိုက်တင်လေးထည့်ပေးပေါ့နော်โอเคဒါလေးပြီးတော့ရင်တော့ခဏလေးတည့်ထားပြီးတော့မဆလာလေးအုပ်ပါမယ်ခင်ဗျာမဆလာကိုလည်းကျွန်တော်များများလေးသုံးပါတယ်ဓာတ်မောက်ချက်သားချက်နီပုံစံလေးတိုင်းချက်မှာဆိုတော့လေဒါပြီးရင်တော့မဆလာလေးအုပ်ပြီးတော့ကျွန်တော်တဲအိုးလေးခဏတည့်ထားပါမယ်ပြီးရင်တော့ကျွန်တော်အုံထမင်းချက်ဖို့အတွက်အစာပလာလေးလိုပါတယ်ချက်သွန်နီရဲ့အုံနို့ရေရဲ့အုံနို့ခရင်ရဲ့ပြီးတော့အုံသီးရေကတော့ကျွန်တော်ကိုယ်တိုင်ညှစ်ထားတာပေါ့နော်အဖက်လေးတွေပါထည့်ပါမယ်ခင်ဗျာโอเคဒါပြီးရင်တော့ကျွန်တော်ဆန်နှလုံးသုံးပါတယ်ဆန်ကတော့ကျွန်တော်ရေကိုနှလုံးဆိုရင်၄လုံးထည့်ရတယ်ပေါ့နော်ရေကတော့၃လုံးထည့်ပြီးတော့ခုနကကျွန်တော်အုံနို့ရေလည်းရှိရတော့ကျွန်တော်အုံနို့ရေရောရေတစ်လုံးထည့်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့ခုနကကိုကိုနက်ခရင်အုံနို့ခရင်လေးကိုလည်းထည့်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့ကြက်သွန်ခုနကလှီထားတဲ့ကြက်သွန်နီဦးလေးတွေကိုထည့်ပါတယ်ခင်ဗျာကြက်သွန်နီကတော့ကျွန်တော်ရှိမှအလုံးကြီးတဲ့အတွက်ကြောင့်ကျွန်တော်တစ်ချမ်းချမ်းပြီးတော့ထည့်ရပါတော့အလုံးသိရင်ပိုကောင်းပါတယ်ပြီးရင်ကျွန်တော်တို့အုံသီးကိုကိုယ်တိုင်ညှစ်ထားတဲ့အတွက်ကြောင့်အုံသီးအဖက်လေးလည်းကျွန်တော်ထပ်ထည့်ပါတယ်ဒါလေးပြီးရင်စားလေးနဲ့ငယ်ထပ်ထည့်ပြီးတော့တမအောင်လေးမှွေပြီးရင်တော့ကျွန်တော်တို့ပုံမှန်ထမင်းအိုးတည်တယ်လို့ပဲတည်ထားပြီးတော့ထမင်းအိုးချက်ပြီးဆိုလို့ရှိရင်တော့ရပါပြီဖြစ်ပါတယ်ခင်ဗျာထမင်းအိုးတည်ထားတော့မှကျွန်တော်တို့ကြက်သားဟင်းလေးရလည်းချက်ပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပကံထဲမှာထည့်ထားပါမယ်ကြက်သားဟင်းလေးကအရန်အနံ့ကိုမှုေးပြီးတော့တကယ်ကျွန်တော်မြည်ကြည့်တာစားလို့ကောင်းပါတယ်အုံထမင်းလေးကလည်းချက်ခံနေပါပြီဒါဆိုရင်တော့ကျွန်တော်အုံထမင်းလေးချက်သွားပါပြီခင်ဗျာโอเคအဲ့ဒါဆိုရင်တော့အရန်လွယ်ကူတဲ့အုံထမင်းနဲ့ကြက်သားဟင်းလေးကိုမြန်မာငွေ1000ကျပ်ဝင်ကျင်လောက်နဲ့ပဲကျွန်တော်တို့အိမ်မှာရတဲ့ရှိရှိနဲ့သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာလိုက်ချက်စားကြည့်ဖို့အတွက်ကိုလည်းတိုက်တွန်းပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်ခင်ဗျာ